စိုက်ပျိုးထုတ်လုပ်ရုံနဲ့တော့ကမ္ဘာမှာဒုတိယအကြီးဆုံး empire ဖြစ်လာကြအကြောင်းမရှိဘူး။ coffee ချစ်တဲ့သူတွေကတော့ဒီချာပေါက်သိပါတယ်။ coffee မှာ specialty coffee တွေရှိတယ်။ coffee နဲ့မြင့်တဲ့ရိုးရိုး coffee တွေလည်းရှိတယ်။တချို့တွေက coffee ကိုကြိုက်လို့တောက်ကြတယ်။တချို့တွေကကြတော့ coffee ကိုလိုအပ်လို့တောက်ကြတယ်။ coffee ရကြတဲ့ energy ကိုလိုချင်လို့ပေါ့လေ။တချို့တွေကကြတော့ coffee အတွက်အလုပ်လုပ်ကြတယ်။တချို့တွေကြတော့ coffee ကိုသုံးပြီးတော့သူတို့အလုပ်တွေကိုလုပ်ကြတယ်။ဒါဆိုရင် coffee ကဘယ်ကနေဘယ်လိုစခဲ့တာလဲ။ coffee ရဲ့မူလရင်းမြစ်ကတော့အီသီယိုးပီးယားနိုင်ငံကနေပြီးတော့စခဲ့တာပါ။ဒါဆိုရင်ပထမဦးဆုံး coffee ကိုဘယ်ကနေဘယ်လိုစပြီးတော့တွေ့ရှိခဲ့ကြတာ။အဲ့ဒါအရင်ကမှစိတ်ဝင်စားစရာကောင်းပါတယ်။အီသီယိုးပီးယားနိုင်ငံကကုန်းမြင့်ဒေသမှာရှိတဲ့စိတ်ကြောင်းသားလေးတယောက်ကတရက်မှာသူ့ရဲ့စိတ်တွေကတောင်ပေါ်ကအနီရောင်သီးလေးကိုစားပြီးတော့ပုံမှန်ထက်ပိုပြီးတော့တက်ကြွလန်းဆန်းနေတာကိုသူသတိထားမိခဲ့အထူးသဖြင့်တော့ညအချိန်မှာတော့သူ့ရဲ့စိတ်တွေကလုံးဝမအိပ်ဘူးလုံးဝမအိပ်ရဲနဲ့ပုံမှန်ထက်ပိုပြီးတက်ကြွနေတာကိုသတိထားမိသွားတဲ့အချိန်မှာသူကအဲ့ဒီအနီရောင်သီးလေးတွေကိုခူးပြီးတော့သူတို့ရဲ့ဘာသာရေးဆရာတွေကိုတွားပြခဲ့တယ်အဲ့ချိန်မှာဘာသာရေးဆရာတွေကဒီသီးကိုကြည့်ပြီးတော့ဒါစေတန်ရဲ့နတ်ဆိုးသစ်သီးပဲဆိုပြီးတော့မိဘုံတွေကိုလွှတ်ပစ်လိုက်ကြတယ်ခဏကြာသွားတဲ့အချိန်မှာကော်ဖီစီတွေကိုမီးကျွမ်းတဲ့အနံ့ကိုရလာတဲ့အချိန်မှာကော်ဖီပဲလေကော်ဖီရနံ့ဆိုတာကတော့ကမ္ဘာပေါ်မှာကော်ဖီမကြိုက်တဲ့သူတွေတောင်ကော်ဖီနံ့ကိုတော့ကြိုက်တယ်လေဒီချိန်မှာသူတို့ပြန်ယူပြီးတော့အဲ့ဒီအစီတွေကိုရင်းနှီးချမ်းထည့်ပြီးတော့တောက်ခဲ့ကြတယ်အဲ့ဒီကနေရတဲ့အာဒီတင်ကညဘက်မေးတဲ့အချိန်မှာဘာသာရေးဆရာတွေကညဘက်ဒီမှာတက်ကြွလန်းဆန်းစွာတရားအားထုတ်နိုင်မှုအတွက်ကိုအသုံးပြုခဲ့ကြရင်ねကျွန်တော်တို့တောက်နေတဲ့ကော်ဖီဆိုတာစခဲ့တာပါအီသီယိုးပီးယားကနော်အီသီယိုးပီးယားစခဲ့တဲ့ကော်ဖီကနေပြီးတော့ယူရိုနိုင်ငံတွေရှိကိုပြန့်နှံ့လာတယ်ဟုတ်ပြီဒါဆိုရင်အာရှမှာရှိတဲ့ဗီယက်နမ်နိုင်ငံကဘာကြောင့်ကမ္ဘာပေါ်မှာကော်ဖီတင်ပို့မှုနဲ့ထုတ်လုပ်ရောင်းချမှုဒုတိယအများဆုံးဖြစ်နေရတာလေနံပါတ်1ကတော့ဘရာဇီးပါဆိုတော့အဲ့ဒါအသိကိုစိတ်ဝင်စားစရာကောင်းပါတယ်ကော်ဖီအာရှနိုင်ငံတွေရှိကိုရောက်လာတဲ့ပုံစံကတော့ယူရိုပီယန်တွေရဲ့နေချက်အင်ပါယာကနေစတာပါပဲသူတို့တွေကိုလိုနီလုပ်ခဲ့ကြတယ်အထူးသဖြင့်တော့အင်ဒိုနီးရှားဗီယက်နမ်ဆိုတဲ့နိုင်ငံတွေကိုကော်ဖီကိုစပြီးတော့သူယူဆောင်လာခဲ့ကြတယ်သူတို့တွေတောက်သုံးဖို့အတွက်အသုံးပြုဖို့အတွက်ပေါ့နော်အဲ့လိုနဲ့ကော်ဖီကဒီနိုင်ငံတွေကိုရောက်လာတယ်ဒီလောက်နဲ့တော့ဗီယက်နမ်နိုင်ငံကကမ္ဘာပေါ်မှာဒုတိယကော်ဖီတင်ပို့ရောင်းချမှုအများဆုံးနိုင်ငံဖြစ်လာစရာအကြောင်းမရှိပါဘူးစိတ်ဝင်စားစရာကောင်းတဲ့အလှည့်အပြောင်းလေးတွေလုံးဝရှိပါတယ်ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားတဲ့အချိန်မှာဗီယက်နမ်နိုင်ငံရဲ့စီးပွားရေးကအရင်အောင်ထိုးကျခဲ့တယ်အဲ့ဒီချိန်မှာအစိုးရကနေပြီးတော့ဗီယက်နမ်နိုင်ငံအလဲပိုင်းကုန်းမြင့်ဒေသတွေမှာကော်ဖီကိုစိုက်ပျိုးဖို့အတွက်ကိုလယ်သမားတွေကိုချပေးခဲ့တယ်ပြီးလို့ရှိရင်ကော်ဖီကူးတန်းရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးတော့လုံးဝအခွန်မဆောင်စရာမလိုဘူးအဲ့ဒီမူဝါဒကိုချပေးခဲ့တယ်အဲ့ဒီချိန်မှာဗီယက်နမ်နိုင်ငံမှာကော်ဖီကအရင်အောင်မှာအရှိအဟုန်နဲ့စိုက်ပျိုးလာကြတယ်လောက်ကင်လာကြတယ်စိုက်ပျိုးထုတ်လုပ်ရုံနဲ့တော့ကမ္ဘာမှာဒုတိယအကြီးဆုံး empire ဖြစ်လာစရာအကြောင်းမရှိဘူးဘာလို့ဒုတိယအကြီးဆုံး empire ဖြစ်လာလဲဆိုရင်ကန်ဂျမာကလည်းဗီယက်နမ်နိုင်ငံကိုအလှည့်အပြောင်းလေးတစ်ခုပေးခဲ့တယ်ကော်ဖီချစ်တဲ့သူတွေကတော့တေချာပေါက်သိပါတယ်ကော်ဖီမှာ specialty coffee တွေရှိတယ်ကော်ဖီနဲ့မြင့်တဲ့ရိုးရိုးကော်ဖီတွေလည်းရှိတယ်ဗီယက်နမ်တွေအဓိကစိုက်ပျိုးခဲ့တာကတော့ robusta ဆိုတဲ့ရိုးရိုးကော်ဖီကိုအဓိကစိုက်ပျိုးခဲ့တာဗီယက်နမ်နိုင်ငံမှာ arabica coffee ကဘယင်မဆိုရင် robusta coffee ကဘယင်ဖြစ်ပါတယ်ဗီယက်နမ်အဓိကစိုက်ပျိုးခဲ့တာတော့ robusta coffee ဖြစ်ပါတယ် robusta coffee ကပုံမှန် coffee တွေထက်ကိုကဖင်းထက်2ဆလောက်ပိုပြီးများတယ်ပို့ပြီးတော့ကျန်းတာဘယင်းကြီးဆိုတဲ့အတိုင်းပဲဘယင်းကြီးမှာဘယင်းကြီး availability scale ရှိတယ်ဆိုတော့အဲ့ဒါတွေကိုကျွန်တော်နောက်ဗီဒီယိုမှာထပ်ပြီးတော့ပြောပြပေးမယ်ဆိုတော့ဗီယက်နမ်ရဲ့အဓိကလှည့်အပြောင်းဒုတိယ coffee အကြီးဆုံး empire ဖြစ်လာစေတာကျတော့ဒီ robusta coffee ပါဗီယက်နမ်နိုင်ငံကဒီ coffee ကိုအချိန်အဟုန်နဲ့စိုက်ပျိုးကြတဲ့အချိန်မှာကံကောင်းထောက်မစွာနဲ့ပဲ robusta coffee ကဈေးသက်သာတယ်ကမ္ဘာကုမ္ပဏီကြီးတွေဥပမာ 3-in-1 လိုမျိုး Nescafe instant coffee ထုတ်တဲ့ကုမ္ပဏီကြီးတွေကဈေးသက်သာနဲ့ coffee မှုန့်ကောင်းလေးကိုလိုအပ်လာကြတယ်အဲ့ချိန်မှာ robusta coffee တွေကရွှေဖြစ်လာတယ်သူတို့အတွက်ရွေးချယ်စရာဖြစ်လာတယ်အဲ့ချိန်မှာကမ္ဘာကြီးရဲ့လိုအပ်ချက်နဲ့ဗီယက်နမ်နိုင်ငံထုတ်လုပ်နိုင်မှုကပေါင်းဆက်သွားတဲ့အချိန်မှာဗီယက်နမ်ကမ္ဘာပေါ်မှာဒုတိယမြောက်အကြီးဆုံး coffee တင်ပို့ရောင်းချတဲ့နိုင်ငံတစ်ခုဖြစ်လာခဲ့ပါတယ်ဒါကတော့ coffee ကဘယ်လိုစပြီးဖြစ်ပေါ်လာခဲ့တယ်ဗီယက်နမ်နိုင်ငံဟာဘာကြောင့် coffee မှာဒုတိယတင်ပို့ရောင်းချမှုအများဆုံးနိုင်ငံဖြစ်လာရဲဆိုတာဖြစ်ပါတယ်ကျွန်တော်အခုရောက်နေတာကတော့ဗီယက်နမ်နိုင်ငံဒါလက်မြို့က coffee ဘယင်မ arabica coffee နန်းတီယာဒါလက်မြို့ရဲ့
coffee fan တစ်ခုကိုလေ့လာဖို့တော့ရောက်ရတာဖြစ်ပါတယ်ဘယင်မနန်းတီဖို့ဆိုတာလိုအပ်ချက်တွေအများကြီးရှိတယ်ဘယင်မလေတောင်းဆိုမှုတွေအများကြီးရှိတယ်ဘာကြောင့်ဗီယက်နမ်နိုင်ငံဒါလက်မြို့မှာ Arabica coffee specialty coffee ကိုအဓိကစိုက်ပျိုးလဲဆိုတာကိုဒုတိယပိုင်းမှာကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်